စိတ်ထားမဖြောင့်မတ်တဲ့သူတွေအစိုးမြင်ဝါဒရှိတဲ့သူတွေဟာမေတ္တာကရုဏာမုဒိတာဥပေက္ခဆိုတဲ့တရားတွေပေးဘလောက်ပေးမရကြဘူးအဲ့ဒီသူတွေကိုမေတ္တာပေးလဲသူကရံပြုတ်ရင်ပြန်ပြုတ်တာအဲ့ဒီသူတွေကိုကိုချင်းစာတရားပေးလဲသူကကိုယ့်ကိုပြန်မငဲ့ဘူးကိုယ့်ကိုတော့ဘဝပြတ်အောင်လုပ်တာလောကမှာအပေးနဲ့အယူဆိုတာရှိတယ်ပေးတဲ့သူတွေပေးနေကြသလိုယူတဲ့သူတွေလည်းယူနေကြတယ်ဒါပေမဲ့ပေးကပေးဤမရတဲ့လူမျိုးတွေရှိတယ်ဆရာသမားတွေသွန်သင်ဆုံးမတတ်တဲ့သူတွေကဒီလိုကျင့်ကြံပွားများရင်တတ္ထာတရားကိုရတယ်လို့ပြောပြီးတော့အဲ့ဒီလိုလုပ်ဒါဆိုရင်တတ္ထာရမယ်ဒီနည်းလမ်းကိုကျင့်နည်းလမ်းပေးတယ်မယူဘူးပေးပေမဲ့မရသွားကြဘူးသေတဲ့ထိလည်းရမသွားကြဘူးကျင့်ညာစင်ကြင်တုံတရားကိုသင်ပေးတယ်အမျိုးမျိုးဆုံးမပေးတယ်ကိုယ်နဲ့အတူနေတော့လောကကြီးကိုလည်းဒီလိုရှုမြင်တတ်ရတယ်လောကကြီးမှာအမောင်ချမ်းတွေလည်းရှိတယ်အလင်းချမ်းတွေလည်းရှိတယ်လောကကြီးမှာဖြူစင်မှုတွေလည်းရှိတယ်ယုံမှမှုတွေလည်းရှိတယ်ဘလောက်ပြမမြင်ဘူးဉာဏ်ပညာတွေပေးပေမဲ့လည်းပေးတိုင်းလည်းမရဘူးမေတ္တာတရားနဲ့ပတ်သက်လို့မိမိရင်ကဖြစ်တဲ့တယောက်တည်းသောသားကိုစောင့်ရှောက်တယ်လို့မျိုးတလောကလုံးကိုစောင့်ရှောက်ရမယ်ဘလောက်ပဲကျင့်ပြဘလောက်ပဲသင်ပြကိုသားမှာကိုသားပဲကိုသားကလွယ်ချမ်းတဲ့လူရဲ့သားသမီးဒုက္ခရောက်တာရောက်ပါစေဆိုတဲ့စိတ်မျိုးမေတ္တာရှိလာအောင်သွန်သင်ပေးလဲမေတ္တာတရားပေးလဲမရကြဘူးပေးတော်လဲမရတဲ့အရာတွေဟာအဲ့ဒီနက်နဲသောတရားတွေပဲအဲ့ဒီမှာလူချင်းချင်းပေါင်းသင်းဆက်ဆံတဲ့နေရာမှာမေတ္တာပေးတယ်တစ်ဖက်သူကလောဘသားဖြစ်နေအဲ့ဒီမေတ္တာကိုတစ်ဖက်သူကမခံယူဘူးစေတနာထားတယ်အဲ့စေတနာကိုတစ်ဖက်သားကအတ္တသားဖြစ်နေတဲ့အခါစေတနာမှနားမလဲဘူးစေတနာကိုတန်ဖိုးမထားဘူးကိုကမေတ္တာပေးပေမဲ့အဲ့မေတ္တာတစ်ဖက်သူမရကိုကစေတနာပေးပေမဲ့တစ်ဖက်သူကအဲ့စေတနာကိုမရသူ့ဘောမှာဆရာလာလုပ်တယ်လို့ဒီလိုထင်တာသူ့ဘဝကိုဝင်ရောက်ဆွတ်ဖတ်တယ်လို့ဒီလိုထင်တာအဲ့တော့စိတ်ထားမဖြောင့်မတ်တဲ့သူတွေအစိုးမြင်ဝါဒရှိတဲ့သူတွေဟာမေတ္တာကရုဏာမုဒိတာဥပေက္ခဆိုတဲ့တရားတွေပေးဘလောက်ပေးမရကြဘူးအဲ့ဒီသူတွေကိုမေတ္တာပေးလဲသူကရံပြုတ်ရင်ပြန်ပြုတ်တာအဲ့ဒီသူတွေကိုကိုချင်းစာတရားပေးလဲသူကကိုယ့်ကိုပြန်မငဲ့ဘူးကိုယ့်ကိုတော့ဘဝပြတ်အောင်လုပ်တာသူတို့ပေါ်မှာကိုကမုဒိတာပွားပေးပေမဲ့သူကကိုယ့်ပေါ်ကြတော့မုဒိတာမပွားဘူးကိုယ့်ကြဖြတ်စည်းဖို့ကြိုးစားတာကိုကသူတို့ရဲ့အတိုက်ခိုက်တွေသူတို့ရဲ့ပြုမှုမှုတွေကိုသီးခံနိုင်ပေမဲ့သူတို့ကြရင်တစ်ဆက်ကလေးမှသီးမခံဘူးအဲ့တော့ကိုယ့်ဘက်ကဘလောက်မေတ္တာကရုဏာမုဒိတာဥပေက္ခဘလောက်ပေးမရတဲ့သူတွေရှိတယ်အချုပ်အားဖြင့်တော့အတ္တကြီးသူများသူတော်ကောင်းတရားတွေမရကြဘူးဒါကြောင့်တရားနာသူအပေါင်းသူတော်ကောင်းတို့ဘုရားတရားတော်ဖြင့်ကိုယ်ဆုံးမကြရင်ဖြင့်မေတ္တာကရုဏာအစရှိတဲ့နူးညံ့သိမ်မွေ့နက်နဲသောတရားများကိုလက်ခံနိုင်တဲ့ပေးတဲ့သူရှိလို့ရှိရင်လည်းရယူနိုင်တဲ့နှလုံးသားပိုင်ရှင်တွေဖြစ်ပါစေအဲ့ဒီလိုလက်ခံနိုင်တဲ့နှလုံးသားနဲ့အေးချမ်းနိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်အားလုံးအေးချမ်းကြပါစေ